စစ်သားထီလိုက်သည့်လူနှဲမော်ဆောင်ရွက်သောအခါမြေကြီးပေါ်တွင်သူရဲကောင်းတော်၏အလင်းဖုံးနေစဉ်တိုင်းဆက်ဆက်သည့်စစ်ဘဝကိုရေရှည်လိုက်နာခဲ့သည်မင်းကြီးကစတင်လေးလာဖို့အောက်ခံစစ်သားတို့နှင့်ဂျာကောနေခဲ့သည်နိုင်ရီနှင့်ရက်တွေကစစ်စခန်းတီဆောက်မှုနှင့်မအေးမသားပဲကွဲလွဲနေခဲ့ပေမယ့်ထီလိုက်ရှင်တရားဟာနေ့စဉ်အလိုက်တတ်တန်ပြီးစစ်တပ်အတတ်ပညာတွေနဲ့အသက်ကိုမကြာခဏပြောင်းလဲနေရပြီးရဲရာတို့နေရာတစ်ကိုခေါ်သွားခဲ့ပါတယ်သို့တော့သူရဲ့စစ်ကြောင့်ကိုရိုက်တာနဲ့နိုင်ငံရေးတည်ဆုံးရဖြစ်သောစစ်စခန်းများတင်ထားတဲ့ဒဏ်ရာစစ်ပွဲတွေအဓိကအစတွင်တွင်လည်းသူ့ဘဝကခက်ခဲတယ်။နောက်တစ်ခါမှာစစ်သားထီလိုက်မှာစစ်စခန်းလွမ်းမှုရိပ်ရွှေပြောင်းစဉ်တစ်ခါမိုက်မင်းသားလာစီရန်တိုက်နယ်လဲတူခဲ့သူနေအောင်အနေနဲ့လူမျိုးခွဲပွားပတ်ပြောင်းပြီးထီလိုက်ရှင်သည်ပကံစစ်တပ်အတွက်စစ်ဗိုလ်ချုပ်တယောက်အဖြစ်အကောင်းဆုံးစွမ်းရည်ရှိတော်လဲပထမဆုံးစစ်ပွဲကိုစတင်ရမှာသူရဲ့အချိန်ကိုအတိုင်းအတာမရှိတဲ့ဆက်ပြုတ်ခဲ့သည့်စစ်ကွင်းကြီးပေါ်တွင်စူးစမ်းခဲ့ရတယ်။စစ်ကိုလမ်းပေါ်မှာဂေါ်ပြုတ်တော့သွားလီယာသူမှတ်မိလွန်တော့အခါထီလိုက်ရှင်လက်နက်ကောင်းကိုစစ်တိုက်တဲ့အခါအတွင်းလွဲနာရှိတဲ့လက်နက်ကြီးတွေခံမင်းထိတိုက်ခိုက်လိုက်တော့လေသူတင်ထားတဲ့အကျွမ်းတော်ကိုသွားပြီးတနေ့မှာမင်းကြီးရဲ့စစ်တပ်ဟာပြည်သူကိုကာကွယ်ဖို့လမ်းပေါ်ပေါ်ပေါက်လာခဲ့ပါတယ်စစ်သားတွေကမမစိုးနေနိုင်တဲ့နေရာမှာထီလိုက်ရှင်ကအရှုပ်အထွေးမထစ်အောင်စစ်စနစ်တီအားလုံးစိတ်ဝင်စားစေပြီးလိုက်စားနိုင်ပြီ